ဒါကြတော့ခလေးကောင်ဝင်ပတန်ကိုတွားပေးပါမယ်အဲ့တော့ဒူဒီစားဆွဲမယ်ဆိုရင်နောက်ချမ်းကနေစပြီးတော့ဆွဲပေးပါမယ်အဲ့တော့စဆွဲမယ်ဆိုရင်ဒီမှာဂုံးမခါကိုဆွဲပေးထားမယ်အဲ့တော့ခလေးကောင်ဝင်ကြတော့ဂုံးမခါကိုဘယ်လောက်စားသိမ်းမလဲဆို12လက်မအစားသိမ်းပေးထားမယ်ခါနေရကနေအောက်ပိုင်းအရှိကို15လက်မအစားသိမ်းပေးထားမယ်ပခုံးမြင့်ကို9လက်မအစားသိမ်းပေးပါမယ်အောက်ကို3.4လက်ပဲမောက်ဒီအပေါ်ကို2ခွဲအောက်ကိုဘယ်လောက်ဆင်းလိုက်မလဲဆိုတော့1ခွဲဆင်းပေးလိုက်မယ်အထဲကို2လက်မဝင်ပေးထားမယ်2ခွဲနဲ့4စိမ့်နဲ့ဆက်ပြီးတော့ဂုံမခါကိုတဝက်ဝက်ပြီးရင်ကိုအဆက်ချပြီးတော့မြမတက်တဲ့ထောင်ပြီးတော့မှဒီမှာခြိုင်းမြင်းလေးဆွဲပေးထားမယ်ခြိုင်းကို3မုံပုံပေးမယ်အောက်ဆုံးမှတ်ကနေရင်မြင်းဆွဲမယ်ဒုတိယမှတ်ကနေနောက်ရင်ကျင်းမြင်းဆွဲမယ်ပခုံးလေးစိတ်ကနေမြမတက်တဲ့ထောင်နောက်ရင်ကျင်းကို9လက်မရင်ကို9လက်မခြိုင်းကို9လက်မအစားသွင်းပေးထားမယ်နောက်ရင်ကျင်းနဲ့ရင်မြင်းနဲ့ကိုပေကွေးနဲ့ဆက်ပြီးပြီဆိုလို့ရှိရင်အမလိုကဒီခါးနေရမှာကအမလိုဘာနဲ့အစားသွင်းပေးမလဲဆိုတော့သူ့ကိုခါကိုနှစ်ပေါင်းကနဲ့အစားသွင်းပေးထားမယ်เนาะအဲ့လိုမျိုးလဲသွားလို့ရတယ်ဒါမှမဟုတ်အတိအကျသွားခြင်းနဲ့ဆိုလို့ရှိရင်လည်းအမလိုကတင်တဲ့ပေါင်ခတ်လိုက်လေရတယ်အဲ့တော့ဒီခါနေရာမှာခါဖြည့်မဆွဲဘဲနဲ့တင်ဖြည့်ကိုအစားသွင်းလိုက်ပါအဲ့တော့ဒီနေရာကိုမလို့ဘယ်လောက်အစားသွင်းလိုက်မယ်ဆိုတော့တင်အဖြည့်8လက်မနဲ့အစားသွင်းပေးလိုက်မယ်အဲ့တော့ပြီးတော့မှရင်နဲ့ဒီတင်နဲ့ကိုလာဆက်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာစုံမှန်းချပေးမယ်အပေါ်ကိုဝိုက်စာနေနဲ့2လက်မတက်ပေးထားမယ်အဲ့တော့သူ့2လက်မတက်တဲ့နေရာနေမှာပေကွေးနဲ့ဝိုင်းမယ်ဒီအောက်ခြေကနေပြီးတော့မှအမလိုအပေါ်ကိုဘယ်လောက်ပြန်တက်မလဲဆိုတော့9လက်မပြန်ပြီးတော့မှတက်ပေးထားမယ်အဲ့တော့ဒီကနေလေ9လက်မတက်ပေးထားမယ်အဲ့တော့ဒါဒီ9လက်မတက်ပြီးတော့မှဖြတ်ချပြင်မယ်ဖြတ်ချပြီးပြီဆိုရင်မလို့ထွက်လာတဲ့အပိုင်းကဒါဒီ B1 ဒီအောက်ကကြတော့ B2 ထွက်မယ်အဲ့ B2 ကိုမလို့ဘယ်လောက်စီကိုဖြတ်ချမလဲဆိုတော့2လက်မစီကိုရသလောက်ဖြတ်ချမယ်အဲ့တော့ဒီအကွာဝေးလေးတွေက2လက်မလေးတွေကိုဖြတ်ချပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒါဆိုအရင်ကတ်သွားပြီအဲ့တော့ဒီနေရာကိုအမလို့ဘယ်လောက်ထုတ်လိုက်လဲဆိုတော့2လက်မကိုရတဲ့လောက်ထုတ်လိုက်မယ်ဆိုရင်ဘယ်နှတွန်းရမလဲဆိုတော့1တွန်း2 3 4 5 6တွန်းရတယ်6တွန်းရတယ်ဆိုတော့2လက်မ6တွန်းဆိုလို့ရှိရင်အမလို့အရှိကိုဘယ်လောက်ပို့ရမလဲအဲ့ဒါက2လက်မကို6နဲ့ညှလိုက်ရုံပဲအဲ့တော့12လက်မပို့ရမှာဖြစ်တဲ့အတွက်ဒီရှိကို12လက်မပို့ပြီးတော့ညှလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဒါဒီ B2 လဲဟုတ်တယ်ပြီးတော့ F2 လဲဟုတ်တယ်ဒီအောက်ပိုင်းရဟုတ်ပြီနော်အပြီးပြီဆိုလို့ရှိရင်မလို့ဒီနောက် channel ကိုပုံစံတူတစ်ခုညှချလိုက်မယ်အဲ့တော့ဒီမှာ B1 နဲ့ B2 ကိုဖယ်လိုက်မယ်အဲ့တော့ပုံစံတူဒီမှာဘာလို့မလဲဆိုတော့ရှေ့ချမ်းတောင်းပေးထားမယ်အဲ့တော့ရှေ့ချမ်းတောင်းမယ်ဆိုရင်ရင်မြင်းဆွဲမယ်ရှေ့ရင်ကျမြင်းဆွဲပေးထားမယ်ပြီးပခုံးကနေပြီးတော့မှ၄စိတ်ဆင်းမယ်ရှေ့ရင်ကျကို၄စိတ်ဝင်ပြီးတော့ရှေ့ချမ်းချိုင်းကိုဝိုင်းမယ်ခလေးလက်ပင်ဖြစ်တဲ့အတွက်လက်ပင်ကို၄ခွဲဆောင်ပေးထားမယ်ပြီးဒီမှာပေကွေးနဲ့ဝိုင်းပေးထားမယ်အဲ့တော့ဒါဒီအပိုင်း1အဲ့တော့ဒီပိုင်းတစ်ကိုဖြတ်ချမယ်လက်ပင်ပေါက်ကတော့၄ခွဲနဲ့5လက်မချမှာကြိုက်တာချပေါ့အဲ့တော့အမက၄ခွဲပဲချလိုက်မယ်ကဲဒါဆိုရင်ဒီမှာရှေ့ချမ်းကဒီတိုင်းထွက်သွားမယ်ရှေ့ချမ်းဒီအပိုင်း1ဒါရှေ့ချမ်းရဲ့အပိုင်း2ဟုတ်ပြီနော်ဒါဆိုခုဆွဲပြတဲ့ခါလေးခေါင်းဝင်ပုံစံကဒီပုံစံလေးပါ